အဲ့တော့ကျွန်တော်တို့ရှေ့ချမ်းပတ်တန်ပေါ့နော်ရှေ့ချမ်းပတ်တန်တွေဆွဲပြီးသွားတဲ့အခါမှာရှေ့ချမ်းလည်းပြီးပြီးနောက်ချမ်းလည်းပြီးပြီးဆိုတော့ကျွန်တော်လက်ပတ်တန်လေးကိုစပြီးတော့ဆွဲတော့မယ်ဟုတ်ပြီနော်အဲ့တော့ရှေ့ချမ်းနဲ့နောက်ချမ်းဆွဲထားတဲ့ဗီဒီယိုဖိုင်ဆိုင်လေးရတော့ဒီ900 MB ကျော်လေးပဲတနားရီကျော်ကြာတဲ့ဟာလေးကိုဖိုင်ဆိုင်တွေတခြားချုံထားတယ်အဲ့ကောင်လေး YouTube မှာသွားပြီးတော့ကြည့်လို့ရပြီဟုတ်ပြီနော်အဲ့တော့ YouTube မှာဘာလို့အဲ့လိုသွားကြည့်ခိုင်းတာလဲဆို view တွေပါတယ်အဲ့လိုမျိုးလူချင်းလို့အဲ့လိုမဟုတ်ဘူးเนาะကျွန်တော်ဘာလို့လဲဆိုရင် TikTok မှာတင်တဲ့ခါကျ TikTok ကတနားရီထက်ကျော်တဲ့ minute တွေကိုပြီးပြီးတော့မတင်တော့အဲ့တော့ TikTok မှာလည်းတော့ပြန်ပြီးတော့တင်ပေးဦးမယ်ဒါပေမဲ့ TikTok မှာတင်တဲ့ခါတော့ဗီဒီယိုအပိုင်းတစ်ပိုင်းနဲ့မဟုတ်ဘဲနဲ့တနားရီကျော်ဆိုတော့အပိုင်းနဲ့အများကြီးကွဲနေကြည့်ရတာအဆင်မပြေမှာဆိုလို့အပိုင်းကွဲတွေကြည့်ချင်တယ်ဆိုရင် TikTok မှာကြည့်အပုတ်လိုက်တစ်ပုတ်ထဲအပြီးကြည့်ချင်တယ်ဆိုလို့ရှင်တော့ YouTube မှာသွားပြီးတော့ကြည့်လို့ရဒါပဲနေရာမှာပဲကြည့်ပေါ့နော်အဲ့တော့လက်ပတ်တန်လေးစပြီးတော့ဆွဲတော့မယ် okay အဲ့တော့လက်ပတ်တန်လေးစပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီကိုထဲဆွဲထားတဲ့ပတ်တန်ကြီးကိုတော့တစ်ချက်ယူလိုက်မယ်เนาะအဲ့တော့ကိုထဲဆွဲထားတဲ့ပတ်တန်ကြီးကိုဒီမှာတစ်ချက်ယူလိုက်ပြီအဲ့တော့ဒါခုနကကျွန်တော်တို့ဒီပတ်တန်အကုန်လုံးဆွဲလုပ်ပြီးသားပြီရှေ့ချမ်းရဲ့နောက်ချမ်းရဲ့ဆွဲလုပ်ပြီးပြီအဲ့တော့နောက်ချမ်းရဲ့ဂျိုင်းတန်မိုးဒီဘယ်လောက်ရှိနေရလဲ20ရှေ့ချမ်းရဲ့ဂျိုင်းတန်မိုးက23ပေါင်းလိုက်တဲ့အခါမှာ43အဲ့တော့43ဒီကျွန်တော်တို့ဒီဂျိုင်းကိုပေါင်းပြီးတော့လဲစစ်လိုက်တယ်ဂျိုင်းကို40ပေါင်း3ပေါင်းပြီးတော့ဆက်ထားလို့43နဲ့ကိုက်အောင်ဂျိုင်းကိုင်နဲ့ဆွဲထားလိုက်ပြီ။ Okay အဲ့လိုဆွဲပြီးသားတဲ့ခါမှာကျွန်တော်တို့လက်ပတ်တန်ကိုဆက်ပြီးတော့ဆွဲတော့မယ်။အဲ့တော့ဒီဇိုင်းတန်မိုးကိုသိရမယ်နော်။နောက်ချမ်းတန်မိုးကတော့20ရှေ့ချမ်းတန်မိုးကတော့23ဆိုတာလေးကိုသိရမယ်။ Okay အဲ့တော့လက်ပတ်တန်ဒါမျိုးတန်းပြီးတော့ဆွဲတော့မယ်ဆိုလို့ရှင်တော့ဒီဘာလေးလိုအပ်လဲဆိုလို့ရှိရင်ဒီဟွာလိုတယ်ပေါ့နော်။ကိုလက်ရဲ့လက်တိုင်ပုံနေနည်းလေးကိုစပြီးတော့မှတ်ဖို့လိုတယ်အဲ့တော့လက်တိုင်ပုံနေနည်းလေးကိုတော့ဒီမှာတစ်ခါနဲ့တွက်ပြမယ်အဲ့တော့လက်တိုင်ပုံနေနည်းကိုစပြီးတော့တွက်ဖို့အတွက်ဆိုလို့ရှိရင်ကမရှိလိုက်မယ်เนาะအဲ့တော့လက်တိုင်ပုံနည်းနည်းကိုစပြီးတော့တွက်တော့မယ်အဲ့တော့ပြီးရင်တော့စာရွက်လေးကိုလှည့်ပေးမယ်เนาะအဲ့တော့လက်တိုင်စပြီးတွက်မယ်ဆိုလို့ရှင်တော့ဒီရှေ့ချမ်းရဲ့နောက်ချမ်းရဲ့ကိုဘာလုပ်လိုက်မလဲပေါင်းလို့ရလာတဲ့ကောင်ကို4နဲ့စားလို့ရလာတဲ့အကောင်ကိုမှတော့ဒီဆိုလို့ရှင်ဘာနဲ့ပေါင်းလိုက်မလဲဆိုလို့ရှင် sorry 2.5 နဲ့ပေါင်းလိုက်မယ်2.5 နဲ့ပေါင်းလိုက်လို့ရလာတဲ့တန်ဖိုးဒီတော့ဒီလက်တိုင်ထောင်ရမယ့်တန်ဖိုးလေးဟုတ်ပြီနော်အဲ့တော့တို့ဒီရှိနေရကရှေ့ချမ်းမှာ20 23နောက်ချမ်းမှာ20ဆိုတော့ပေါင်းလိုက်တော့40နဲ့မှာတော့43ဘာနဲ့စားမှာလဲ4နဲ့စားမှာအဲ့တော့ဒီမှာတစ်ခါနဲ့စားကြည့်လိုက်မယ်နော်အဲ့တော့43ကို4နဲ့စားတော့414က40 3.3.4 ခွန်လေးကယ်ကူလီတာရှိရင်စားလိုက်နော်အဲ့လိုဒီမှာတစ်ခါနဲ့စားကြည့်ကြည့်မယ်ကယ်ကူလီတာဟိုဘက်မှာသွားမယူချင်တော့လို့အဲ့တော့28ဆိုတော့ဘယ်လောက်ကျန်လဲ2ကျန်လဲဆိုတော့ 0.5 ဆိုတော့4 5 4က20ဟုတ်ပြီနော်အဲ့တော့ဘယ်လောက်ရလာလဲဆိုလို့ရှိရင် 10.75 ရဒီကောင်လေးလောက်လိုက်တဲ့တန်ဖိုးလေးက10.5အဲ့ဒါနဲ့ဘာနဲ့ပေါင်းမှလဲ2.5နဲ့ပေါင်းမှ2.5ဟုတ်ပြီနော်2.5နဲ့ပေါင်းမှဆိုလို့ရှိရင်သူရဲ့အဖြေလေးကဘယ်လောက်ရလာမလဲဆိုလို့ရှိရင်ဟိုက5ဆိုတော့5ခွန်နဲ့2နဲ့ဆိုတော့ခွန်နဲ့5နဲ့ဆိုတော့12တစ်ပေါင်းလိုက်တော့3ဆိုတော့73.25ဆိုတဲ့အဖြေလေးရလာလိမ့်မယ်ဟုတ်ပြီနော်73.25ဆိုတော့လက်တိုင်ဒီအဖြေလေးရလာလိမ့်မယ်ရှေ့ချမ်းရဲ့နောက်ချမ်းရဲ့ကိုပေါင်းမယ်4နဲ့စားမယ်ရလာတဲ့အဖြေကို2.5ပေါင်းလိုက်တယ်စားလိုက်တဲ့တန်ဖိုးကဒီလောက်အတီးတီးထွက်လာလိမ့်မယ်Okay အဲ့လိုမျိုးထွက်လာပြီဆိုရင်တို့လက်ပတ်တန်ကိုစပြီးတော့ဆွဲတော့မယ်ဟုတ်ပြီနော်လက်ပတ်တန်ကိုစပြီးတော့ဆွဲတော့မယ်ဆိုလို့ရှိရင်တို့ဒီစာရွက်ကြီးဒီဘယ်ဟာရလာလဲဆိုရင်ဒီရှေ့မှာကိုယ်ရည်တွေဆွဲခင်းနေပြောပြီးသားနော်ကိုယ်ရည်ဆွဲလိုက်လို့ပူလာတဲ့စာရွက်အဲ့ပူလာဒီတိုင်းခံမှန်းပြီးဆွဲလိုက်တာမဟုတ်ဘူးအတိအကျနဲ့တိုင်းပြီးဖြတ်ထားရပေါ့နော်ဟိုမှာတင်ပတ်လေကိုတဝက်ဝက်တဲ့10 cm ပေါင်းပြီးတော့ကျန်တဲ့ကောင်ဖြတ်ချလိုက်တဲ့အခါမှာလက်ဆွဲဖို့အတွက်စာရွက်ကအော်တိုထွက်လာလိမ့်မယ်အဲ့ကောင်မှာတခါလေးနဲ့ဆွဲမယ်ဟုတ်ပြီနော်အဲ့တော့တခါလေးနဲ့ဆွဲမယ်ဆိုလို့ရှိရင်တို့ဒီမှာလက်ပထမဆုံးစဆွဲရမယ်ဆိုရင်တောင်းမဲ့မြင်းလေးစပြီးတော့ဆွဲထားလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာတောင်းမဲ့မြင်းလေးပြီးသားပြီဆိုလို့ရှိရင်ဝိုင်ဝင်ယူအတိုင်းလဲတောင်းမဲ့လေးဆွဲထားလိုက်မယ်โอเคလိုလေးဆွဲလုပ်ပြီးတောင်းမှန်ကြရမယ်เนาะအဲ့တော့ဒီမှာ90ပေါင်းလိုက်360ဒီဂရီပြည့်နေရမယ်ဒီနားမှာတော့တောင်းမှန်ကြရမယ်တောင်းမှန်ကြပြီးသားတဲ့ခါမှာတော့ဒီကောင်လေးဒီလက်တိုင်ဖြစ်မဲ့ကောင်โอเคအဲ့တော့လက်တိုင်မှန်တော့ဒီဘယ်လောက်ပြောထားလဲ 73.25 အဲ့ 73.25 လေးကိုဒီကနေအပေါ်တန်းလိုက်မယ် 73.25 ဆိုတဲ့အမှတ်လေးကိုမှတ်လိုက်ဖေးအဲ့တော့ဒီ 73.25 ဒီနေရာလေးပေါ့เนาะအမှတ်လေးမှတ်ပြီးသားတဲ့ခါမှာကျွန်တော်ဒီမှာခဲတန်လေးနဲ့ပဲလိုလေးမှတ်ထားလိုက်မှတ်ထားလို့ပြီးသားတဲ့ခါမှာရှေ့ချမ်းရဲ့နောက်ချမ်းရဲ့တန်ဖိုးလေးကိုတစ်ချက်သွားပြီးတော့ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့နောက်ဒီရှေ့ချမ်းကိုစပြီးဆွဲတဲ့ခါမှာဂျိုင်းတန်ဖိုးဒီ23နောက်ချမ်းမှာ20ရှိတယ်โอเคအဲ့တန်ဖိုးလေးတော့မှတ်ကြည့်ကြည့်မယ်အဲ့တော့ရှေ့ချမ်းမှာ23လို့ဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဒီဘက်ချမ်းကိုရှေ့ချမ်းလို့ဆွဲလိုက်ဒီဘက်ချမ်းအကောင်လေးကိုတော့ကဘယ်လိုဆွဲလိုက်မလဲဆိုလို့ရှင်ရှေ့ချမ်းဒီဘက်ချမ်းအကောင်လေးကိုကြာတော့ဒီနောက်ချမ်းလို့သတ်မှတ်မယ်အဲ့တော့ကြောင့်မလို့ရှေ့ချမ်းမှာရှေ့ချမ်းရဲ့တန်ဖိုး23ကိုဒီကနေဒီကို23ထိတဲ့အမှတ်ကိုလာပြီးတော့တိုင်းလိုက်မယ်ဒီနော်အဲ့တော့23ဆိုတဲ့အမှတ်လေးကိုတော့တိုင်းလိုက်မယ်တိုင်းလိုက်တဲ့အခါမှာ okay ဒီနေရာလေးရသွားတဲ့ကောင်လေးတော့ခဲတံအနေနဲ့အမှတ်မှတ်ထားလိုက်ဒီဘက်ကလည်းလိုပဲ20ဆိုတဲ့အမှတ်လေးနောက်ချမ်းကျတော့20
20ဆိုတဲ့အမှတ်လေးကိုမြင်းပေါ်မှာလာတင်မယ်โอเคဒီနေရာလေးโอเคအဲ့လိုလေးမှတ်ထားပြီမှတ်လို့ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်တော့မလဲဆိုလို့ရှိရင်လက်မောင်းရင်းတိုင်းခဲ့တာရှိရယ်เนาะအဲ့တော့လက်မောင်းရင်းတိုင်းခဲ့တဲ့ဟာလေးကကျွန်တော်တို့ဒီမှာကြည့်အောင်လက်မောင်းရင်းမှာဘယ်လောက်ရှိနေရလဲ31အဲ့တော့ဂျိုင်းဝင်တို့ကဘာပေါင်းပြီးစစ်ထားလဲဆိုရင်3ပေါင်းပြီးစစ်ထားလို့လက်မောင်းရင်းတန်ဖိုးလေးကိုလည်းဘာပေါင်းလိုက်မလဲ3ပေါင်းပြီးစစ်လိုက်မယ်အဲ့တော့31ကို3ပေါင်းလိုက်လို့ရှိရင်30နဲ့မှ4ရတယ်โอเคအဲ့တော့34ရမယ်ဆိုရင်ဒီကောင်ဒီလက်မောင်းရင်းဖြစ်မယ်ကောင်အဲ့ကောင်လေးဒီ34ရရမယ်ကျွန်တော်တိုင်းကြည့်လိုက်မယ်ဒီကောင်နဲ့ဒီကောင်လေးတိုင်းလိုက်မယ်โอเคတိုင်းလိုက်တဲ့အခါမှာကျွန်တော်မရှိနေရသည်ဘယ်လောက်ရှိနေရလဲဆိုရင်33ခွဲလိုချင်တာက34ဟုတ်ပြီနော်အဲ့တော့34ဆိုတော့ကျွန်တော်တို့ဒီဘယ်လောက်ချက်ရမလဲဆိုရင် 0.5 ချက်ရမယ်ဒီတန်ဖိုးအဲ့တော့ 0.5 ချက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဘက်ကိုတော့က 0.25 နည်းနည်းလေးရွှေ့လိုက်မယ်ဒီဘက်ကိုလည်းဘယ်လောက်ရွှေ့လိုက်မလဲ 0.25 ဆိုတဲ့တန်ဖိုးလေးရွှေ့လိုက်โอเคအဲ့တော့တန်ဖိုးအစ်စ်လေးကဘယ်ကောင်လေးဖြစ်သွားပြီလဲဆိုရင်နောက်ကိုရောက်နေတဲ့ပတန်အကြီးကောင်လေးရပါပြီလို့လေးနောက်ကိုရောက်နေတဲ့ဒီကောင်လေးရသွားပြီโอเคအဲ့လိုမျိုးရသွားပြီဆိုလို့ရှင်တော့ဒီကောင်လေးကိုဘာလုပ်လိုက်မလဲမြင်းလေးတစ်ခါနဲ့ဆွဲလိုက်တော့โอเคပြီးရင်ဒီကောင်လေးကိုလည်းတော့ဒီ original အမှတ်နဲ့လာပြီးတော့ဆွဲလိုက်တော့ဆွဲလို့ပြီးသားတဲ့အခါမှာတော့ဒီဂျိုင်းတန်မိုးတွေလာပြီးတော့ white တော့မယ်ဂျိုင်းတန်မိုးတွေ white ဖို့ဆိုလို့ရှိရင်တော့ဒီတန်မိုးလေးတွေကိုတတ်မှတ်တန်မိုးတွေရှိရပါတော့အိုက်ကောင်လေးစပြီးတော့လုံးမယ်အဲ့တော့ရှေ့ကျမ်းမယ်တော့ဒီအခုဆွဲလိုက်တဲ့မြင်းကိုတို့က၄ပုံပုံမယ်အဲ့တော့တိုင်းလိုက်မယ်ဒီမြင်းလေးကဘယ်လောက်ရှိနေရလဲဆိုလို့ရှိရင်တော့ဒီ23ရှိရ24ဆိုရင်6လေးလေးက24ဆိုတော့6မပြည့်ဘူးဟုတ်ပြီနော်အဲ့တော့ဒီမှာ၄ပုံပုံလိုက်မယ်နော်အညီမျှပုံရမယ်နော်အဲ့တော့ဒီမှာ0.2Charlie Lana Sally 0.75 okay okay အဲ့တော့ဒီမှာဘယ်နှပုံပုံလိုက်တာလဲဆိုလို့ရှိရင်၄ပုံပုံလိုက်တဲ့ပုံလိုက်တဲ့ line ပေါ်မှာတော့ဒီ guideline လေးတွေခေါ်လိုက်မယ်ဟုတ်ပြီနော်ဒီပုံလိုက်တဲ့မြင်းပေါ်မှာလည်းတော့ဒီဘာ line လေးခေါ်ထားလိုက်မယ် guideline လေးခေါ်ထားလိုက်မယ်ဒီမြင်းပေါ်မှာလည်း guideline လေးခေါ်ထားလိုက်မယ် okayဟုတ်ပြီနော်အဲ့တော့ဒီကောင်ကရှေ့ချမ်းမယ်ရှေ့ချမ်းမဲ့ထွက်ရမဲ့တန်ဖိုးလေးဒီအပေါ် 1.5 okay 1.5ဟုတ်ပြီနော်ပြီးရင်ဒီမှာအလယ်မှတ်ရှိရအဲ့အလယ်မှတ်ကနေပြီးတော့အောက်ဘက်ကို1 cm ရွှေ့မယ်ဒီအောက်ဘက်ကို1 cm okay အဲ့တော့ဒီအမှတ်1 cm ရွှေ့ရဲဒီအမှတ်လေးကအမှန်ဖြစ်သွားပြီပြီးတော့တဲ့အခါမှာဒီကနေပြီးတော့ကြာတော့ရှေ့ချမ်းဖြစ်တဲ့အတွက်ကြောင့်မလို့အတွင်းထဲကိုဘယ်လောက် cm ဝင်မလဲဆိုလို့ရှိရင်1 cm ဝင်မယ် okay အဲ့လိုလေးဝင်မယ်ဝင်လို့ပြီးသားတဲ့အခါမှာတော့ဒီရှေ့ချမ်းအတွက်ကိုဘာလုပ်တော့မလဲဂျိုင်းတစ်ခါနဲ့ white တော့ white ဖို့ဆိုလို့ရှိရင်ဒီ center line မှာတော့ဒီ x1 unit နဲ့အပြိုင်မြင်းလေးကိုဆွဲထားမယ်ဟုတ်ပြီနော်လိုလေးဆွဲထားဆွဲလို့ပြီးသားတဲ့အခါမှာပထမဒီ point ရဲ့ဒီ point ရဲ့ဒီ center point 3 point ကို white ရမယ်အဲ့တော့ white တဲ့အခါမှာဆိုလို့ရှိရင်တော့ဒီ curve နဲ့ခါနဲ့ထိအောင် white မယ်ဒီနေတာ3 point ရဲ့တစ်ချက်ထဲ white ရမယ်နော်အဲ့တော့ဒီမှာဆိုရင်တစ်ချက်မိပြီပြင်ဒီလာထိရမယ်ပြင်မထိပြီးရင်တော့ဒီချိန်မယ်ရပြီဆိုတော့3ချက်လုံးမှတ်သွားပြီဆိုလို့ရှင်တော့ဒီမှာမှတ်လိုက်ပြီမှတ်ပြီးတော့ဆွဲလိုက်ပြီโอเค3ချက်ဟုတ်ပြီနော်ပြီးတော့ရင်1ချက်2ချက်3ချက်နောက်ထပ်3ချက်ကိုလာပြီးတော့မိရမယ်အဲ့တော့ဘယ်ကတ်မဆိုဝင်တယ်နော်ကိုကဝင်အောင်ချိန်ရမယ်အဲ့တော့ကတ်တိုင်းကတော့ဒီဟာကြီးကိုတစ်ခါရင်းနဲ့အော်တိုဝင်ဖို့ဆိုရင်မဖြစ်နိုင်ဘူးလीနော်အဲ့တော့ကိုကလိုက်ပြီးတော့ချိန်ပေးရမယ်သူကတ်ကတာဘတ်စုံ3လုံးရအောင်လုပ်ပေးတာโอเคအဲ့တော့ဒီရှည်ချမ်းတစ်ကောင်နဲ့လို့ဆွဲလုပ်ပြီးသားပြီဟုတ်ပြီနော်ပြီးတော့အခါမှာနောက်ချမ်းတစ်ချက်သွားမယ်နောက်ချမ်းကြာတော့ဒီဘယ်နှပုံလဲဆိုလို့ရှိရင်3ပုံမယ်အဲ့တော့3ပုံမှာပြတဲ့ကြောင့်မလို့တော့ဒီမှာ3ပုံလိုက်မယ်ခွေโอเคအဲ့ပုံလိုက်တဲ့ကောင်မှာလည်းတော့ဒီဒေါင်းမှန်မြင်းလေးစီဆွဲလိုက်မယ်နော်အဲ့တော့ဒေါင်းမှန်မြင်းဆွဲရဲဆိုတာဒီလိုလေးဆွဲတယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်လည်းတော့ဒီဒေါင်းမှန်မြင်းလေးဆွဲထားမယ်ဆွဲပြီးသားပြီဆိုလို့ရှိရင်နောက်ချမ်းဆွဲတဲ့အခါမှာဒီပုံနဲ့ကြားတဲ့နောက်ဆုံးအပုံမှာတဝက်ထဝက်လိုက်မယ်နော်โอเคအဲ့တဝက်မှာလည်းတော့ဒီဒေါင်းမှန်မြင်းလေးထပ်ပြီးတော့ဆွဲထားလိုက်မယ်အော်နော်ကွန်ပျူတာမှာဆွဲဆိုတော့ဒီကောင်ဒီဒေါင်းမှတ်ဒီဆိုတော့ဒီကောင်ဒီကင်မရာထဲမှာမြင်နေရသည်ဒါ x win ယူဒီကောင်ကျတော့ y win ယူအဲ့တော့ဒီပုံမှာဒေါင်းမှန်လာပြီးရှိရဆိုရင်ဒီ line လေးပေါ်မှာဒေါင်းမှန်လာရှာတယ်ဆိုရင်ကွန်ပျူတာမှာကျတော့ local လို့ခေါ်ရပေါ့နော် local ဆိုတာမြင်းအတီတကြားမရှိတဲ့ကောင်ပေါ်မှာဒေါင်းမှန်လာရှာတဲ့
မြင်းကို local မြင်းလို့ခေါ်တယ်ဟုတ်ပြီနော် perpendicular လို့ပေါ့နော်အဲ့လိုမျိုးခေါ်တယ် okay အဲ့တော့ဒီမျိုးပြီးသားရဆိုလို့ရှိရင်ရှေ့ချမ်းမဲ့တန်ဖိုးလေးကိုကျွန်တော်ကအပြင်ဘက်ကိုထွက်လိုက်မယ်ဘယ်လောက်လေးထွက်လိုက်မလဲဆိုလို့ရှိရင် 1.5 ဆိုတဲ့တန်ဖိုးလေးနောက်ချမ်းမယ်ပေါ့နော် 1.5 ဆိုတဲ့တန်ဖိုးပြီးသားပြီဆိုလို့ရှိရင်တော့ဒီမှာကဘာလေးရှိနေရလဲဆိုလို့ရှိရင်နောက်ဆုံးအပုံမှာကျတော့ဒီ 0.5 ဆိုတဲ့တန်ဖိုးလေးဟုတ်နော်တန်ဖိုးလေးအဲ့လိုလေးမှတ်ထားလိုက်မယ်okay အဲ့လိုမျိုးလေးမှတ်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီကောင်လေးကို cap card နဲ့ white တော့မယ်အဲ့တော့ white တော့မယ်ဆိုလို့ရှိရင် cap ကိုင်တာလေးကိုတစ်ချက်ကြည့်အောင်အဲ့တော့ cap လေးကိုတော့ဒီမှာတစ်ချက်ကိုင်လိုက်မယ်โอเค3မှတ်ကြည့်ရမယ်ဒီထိတ်မှတ်ရယ်ဒီတမှတ်ရယ်ဒီစင်တာမှတ်ရယ်ဟုတ်ပြီနော်အဲ့တော့ဒီထိရယ်ဆိုလို့ရှိရင်တစ်ခါနဲ့လိုဝိုင်းလိုက်လို့ရတယ်โอเคဟုတ်ပြီနော်အဲ့လိုဝိုင်းပြီးသားပြီဆိုလို့ရှိရင်တော့ဒီ cap လေးကိုပြန်လှည့်လိုက်မယ်ပြီးသားပြီဆိုလို့ရှိရင်တစ်မှတ်နှစ်မှတ်သုံးမှတ်သုံးချက်မှတ်တဲ့နည်းနဲ့သွားပြီးဝိုင်းမယ်အဲ့တော့ဝိုင်းမယ်ဆိုရင်ဒီ cap ဒီမရသေးရင်ချိန်မယ်မရသေးရင်ချိန်မယ်ဟုတ်ပြီနော်အဲ့လိုမျိုးပဲချိန်ပြီးတော့သွားရမယ်နော်โอเคရပြီဆိုတော့အမှတ်လေးမှတ်လိုက်ပြီโอเคအဲ့တော့ဒီရှေ့ချမ်းဘက်တန်လည်းပြီးပြီနောက်ချမ်းလက်ဘက်တန်လည်းပြီးသွားပြီပြီးသွားတဲ့အခါမှာဒီတန်ဖိုးလေးကိုတော့ဘာလုပ်တော့မလဲဆိုရင်ပြန်ပြီးတော့စစ်တော့မယ်အဲ့တော့စစ်တော့မှာဖြစ်တဲ့ကြောင့်မလို့တော့ဒီပေတန်စနလက်မပေတန်လေးကိုယူလိုက်မယ်ဒီလှိမ့်တဲ့ဟာလေးရှိရဲဆိုလို့ရှိရင်လည်းလှိမ့်တဲ့ဟာလေးနဲ့တိုင်းလို့ရတယ်เนาะโอเคအဲ့တော့ဒီကောင်လေးတိုင်းလိုက်မယ်အဝိုက်အတိုင်းသူ့ရဲ့အဝိုက်အတိုင်းပဲလိုက်ပြီးတော့တိုင်းလိုက်မယ်เนาะโอเคတိုင်းလိုက်တဲ့အခါမှာသူ့ရဲ့တန်ဖိုးလေးကနောက်ချမ်းရဲ့တန်ဖိုးလေးကဘယ်လောက်ရှိနေလဲဆိုရင်21ဟုတ်ပြီနော်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီဘက်ချမ်းလေးကိုပြန်ပြီးတော့တိုင်းလာမယ်โอเคဒီကောင်တန်ဖိုးလေးကကြာတော့ဒီဘယ်လောက်ရှိနေလဲဆိုရင်20နဲ့မှ4ဟုတ်ပြီနော်အဲ့တော့နောက်ချမ်းမှာ original ရှိနေတဲ့တန်ဖိုးလေးက20ဟုတ်ပြီနော်ပြီးရှေ့ချမ်းမှာ original ရှိနေတဲ့တန်ဖိုးလေးက20နဲ့မှ3ဟုတ်ပြီနော်အဲ့တော့ပေါင်းလိုက်တဲ့အခါမှာဆိုရင်20နဲ့23ပေါင်းလို့ဂျိုင်းတန်ဖိုးကစုစုပေါင်းတော့ဒီ43နဲ့ချိန်ကိုက်ထားတာပေါ့နော်ဂျိုင်းတန်ဖိုးလေးကနံပါတ်43နဲ့ချိန်ကိုက်ထားတာဒီကောင်လေးအဲ့တော့ဒီမှာနောက်ချမ်းမဲ့တလမ်အောက်1 cm ပိုသွားတယ်ရှေ့ချမ်းမဲ့လည်း1 cm ပိုသွားတယ်ပိုသွားတဲ့ကောင်ဒီတိုင်းပဲထားမယ်အတိမဆွဲဘူးပေါ့နော်လက်ကိုဂျိုင်းက43ရှိလို့လက်ပတ်တန်ရဲ့အဝိုက်ကလည်း43အတိမဆွဲဘူးလက်ကအမြဲတမ်းဂျိုင်းခန္ဓာကိုယ်ပတ်တန်ထက်ကြီးနေရမယ်အဲ့လိုကြီးမှသာလူခန္ဓာကိုယ်မှာချုပ်လိုက်တဲ့အခါကျရင်လက်ကကုတ်လေးနဲ့ပတ်တန်မှာလာပြီးတော့ဖောင်းလေးဖြစ်နေရပေါ့နော်အဖောင်းနဲ့ဆိုရင်လည်းဟိုလိုတအိုင်းမဟာရီယာဖောင်းတာမဟုတ်နော်လူနဲ့ဘယ်လိုပြောမလဲတဟဇာတာတဲ့တဲ့ပုံစံလေးကြားလာလိမ့်မယ်အဲ့တော့လက်ကိုချုပ်တဲ့အခါမှာဆိုရင်တို့ဒီချုပ်ရင်းနဲ့ထိန်းချုပ်သွားလို့ရတယ်ဟုတ်နော်အဲ့တော့ဒီ1 cm ပိုတာတော့ကတော့တအားထိန်းစရာမလိုပေါ့နော်โอเคဒီလိုလေးရလာလိမ့်မယ်အဲ့တော့ဂျိုင်းပြီးသားပြီဆိုလို့ရှိရင်တော့ဒီလက်ရဲ့အရှည်လေးကိုတစ်ချက်သွားပြီးတော့ကြည့်အောင်နော်လက်ရဲ့အရှည်သွားကြည့်ဖို့ဆိုလို့ရှိရင်တော့ဒီမှာဒီကလက်တို့ရဲ့လက်ဝါဟုတ်ပြီနော်ပြီးရင်ဒီကလက်စကားရဲ့လက်ဝါဒီမှာလက်ရှိရဲ့လက်ဝါအဲ့လိုမျိုးလေးပြီးထားတယ်ဟုတ်ပြီနော်အဲ့ဒီကောင်လေးကိုတော့ဒီမှာတခါနဲ့အရှည်ဆွဲမယ်လက်ရှည်ကိုဆွဲမယ်နော်လက်ရှည်ဆွဲဖို့ဆိုရင်လက်ရှည်ရဲ့အရှည်ကဘယ်လောက်ရှိနေလဲဆိုရင်50နဲ့မှ6 cm ရှိနေတာအဲ့တော့ကြောင့်မလို့တော့ဒီလက်ရဲ့ဒီထိပ်ကနေပြီးတော့ဘယ်လောက်တိုင်းလိုက်မယ်ဆိုရင်56ဆိုတဲ့အတိုင်းလေးကိုသွားလိုက်မယ်လက်ရဲ့ဒီထိပ်ကနေ56ဆိုတဲ့အတိုင်းလေးကိုတော့ဒီမှာမှတ်လိုက်မယ်โอเคအဲ့လိုမှတ်လို့ပြီးသားပြီဆိုလို့ရှိရင်ဒီ line လေးမှာလည်းတော့ဒီတောင်းမှတ်မြင်းလေးကိုလာပြီးတော့ဆွဲထားမယ်56โอเคလိုလေးဆွဲထားမယ်အဲ့တော့ဒီကောင်ဒီလက်အရှည်ကတလားလောက်ရသွားပြီဆိုလို့ရှိရင်သူ့ရဲ့လက်ဝါကိုကြည့်အောင်လက်ဝါဒီဘယ်လောက်ရှိနေလဲဆိုတော့ဒီ16ရှိနေတာဟုတ်ပြီနော်အဲ့တော့16ရှိနေတာဖြစ်တဲ့ကြောင့်မလို့အဲ့လက်ဝါလေးကိုလည်းတို့ဒီမှာလက်ဝါတန်ဖိုးလေးကို2ပေါင်းလိုက်မယ်အဲ့တော့16ကို2ပေါင်းလိုက်လို့ရှိရင်18အဲ့တော့လက်ဝါတန်ဖိုးလေးကဘယ်လောက်ဖြစ်ရမလဲဆိုရင်18ဖြစ်ရမယ်ဟုတ်ပြီနော်အဲ့တော့18မဖြစ်ခင်အနေထားမှာတော့လက်ပတ်တန်ဆွဲတဲ့အခါမှာလက်ဝါကိုတတ်မှတ်တဲ့နည်းရှိရအဲ့တော့တော့ပထမဆုံးဒီ line ကနေတောင်းမှန်မြင်လေးဆွဲလိုက်မယ်နော်ဒီကနေပြီးတော့တောင်းမှန်ယူထားတဲ့ဟာလေးကိုโอเคဂျိုင်းရဲ့အစွမ်းကနေတောင်းမှန်အောက်ထစ်ဆွဲချလိုက်တယ်ဟုတ်ပြီနော်ဒီတိုင်းဆိုလို့ရှိရင်ဒီဘက်မှာလည်းအဲ့လိုပဲနော်ဒီဂျိုင်းရဲ့အစွမ်းကနေပြီးတော့တောင်းမှန်အောက်ထစ်ကိုဆွဲချလိုက်မယ်တန်ဖိုးမြင်းနေပြီဂျိုင်းသွားလို့မရဘူးပေါ့နော်ဆိုတော့ဒီကနေပြီးတော့ဒီကိုတိုင်းထားတဲ့တန်ဖိုးဒီဘယ်လောက်ရှိနေရမလဲဆိုလို့ရှိရင်34ရှိရမယ်ဆိုလို့ရှိရင်ဒီအောက်မှာပြန်တိုင်းလိုက်တဲ့အခါမှာလည်းဘယ်လောက်ရှိနေရမလဲဆိုလို့ရှိရင်တော့34ရှိရမယ်အဲ့တော့34မရှိဘူးဆိုလို့ရှိရင်မှားနေလို့ပေါ့နော်အဲ့တော့ဒီမှာ shopping နဲ့ဆွဲတာပြောရတဲ့အကြောင်းမလို့တောင်းမှန်သိမကြဘူးပေါ့နော်34ဒီမှတ်โอเคလိုလေးဖြစ်သွားလိမ့်မယ်အဲ့တော့ဒီလက်ဝါပြင်ပြီးသွားမယ်လက်ဝါကိုပေါင်းထားတာဘယ်လောက်ပေါင်းထားလဲဆိုရင်2ပေါင်းတဲ့အတွက်ကြောင့်မလို့တို့
လောကတန်ဖိုးလေးက18ဆိုတဲ့တန်ဖိုးလေးဖြစ်သွားပြီဟုတ်ပြီနော်အဲ့ဒီ18တန်ဖိုးလေးရဲ့အခုရှိနေတဲ့အကျယ်တန်ဖိုးလေးကဘယ်လောက်လဲဆိုလို့ရှိရင်တော့ဒီ30နဲ့မှ4ဟုတ်ပြီနော်လိုချင်တာက18ဟုတ်ပြီနော်အဲ့တော့ဘယ်လောက်ပြန်ပြီးချုံရမလဲဆိုလို့ရှိရင်နှုတ်လိုက်တဲ့အခါမှာတို့ဒီမှာ34ဆိုတော့ဟိုက6ကျန်မယ်အဲ့တော့16ကျန်မယ်ပေါ့နော်โอเคအဲ့တော့16ဆိုတဲ့တန်ဖိုးလေးကိုဒီကနေစားထုတ်ပေးရမယ်အဲ့တော့နှစ်ချမ်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဘက်တစ်ချမ်းဒီဘက်တစ်ချမ်းကိုတော့စားထုတ်လိုက်မယ်အဲ့တော့16ကို2နဲ့စားတော့8โอเคဟုတ်ပြီအဲ့တော့ကျတော့အစွန်ဆုံးကနေပြီးတော့ဒီဘက်ကိုဘယ်လောက်လို့ပြန်ဝင်လိုက်မလဲဆိုလို့ရှိရင်8ဆိုပြီးတော့ပြန်ဝင်လိုက်မယ်ဒီဘက်ကနေပြီးတော့လည်းတော့ဒီဘယ်လောက်ပြန်ဝင်လိုက်မလဲ8ဆိုပြီးတော့ပြန်ဝင်လိုက်မယ်အဲ့လိုပြန်ဝင်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တို့ဒီလက်ပတ်တံကိုတစ်ချက်ပြန်ကြည့်လိုက်မယ်ဒီတန်ဖိုးလေးကိုတိုင်းကြည့်လိုက်မယ်တိုင်းလိုက်တဲ့အခါမှာလောကတန်ဖိုးက18ဆိုပြီးတော့အဲ့လိုရလာလိမ့်မယ်ဟုတ်ပြီနော်ဒီမှာ18ဆိုပြီးတော့လိုချင်တယ်လောကတန်ဖိုး18 auto ထွက်လာလိမ့်မယ်အဲ့တော့လိုချင်တာ18ကိုမှဟိုဘက်ကိုကိုလမ်ဟိုဘက်ကို9 cm ဒီဘက်ကို9 cm ဆိုပြီးအဲ့လိုမှတ်ချလို့မရဘူးဒီလိုပုံစံတိုင်းလေးပဲသွားမယ်ဟုတ်ပြီနော်လောကလေးတေချာသွားပြီဆိုလို့ရှိရင်တော့ဒီဘာလို့လို့ရပြီလဲဆိုလို့ရှိရင်ဂျိုင်းမြင်းဆွဲခဲ့တဲ့ကောင်လေးနဲ့လာပြီးတော့လို့ဆက်လိုက်လို့ရပြီဟုတ်ပြီနော်ဒီလာပြီဆိုလို့ရှိရင်ဒီမှာလည်းလိုလေးဆက်လိုက်လို့ရပြီโอเคအဲ့တော့ဒီကောင်ကကြတော့တို့လက်ပတ်တန်လေးရပါပြီအဲ့တော့ခဲတန်နဲ့ဆွဲထားတဲ့ဒီပွားကောင်လေးဒီလဲတို့ဒီ calf ကလုံးဝမှန်သွားပြီတည်ကြပြီတိုင်းနေလဲမှန်ပြီဆိုတော့ sopping နဲ့ဆွဲလိုက်တော့မယ်ဟုတ်ပြီနော်အဲ့တော့နော်ကင်မရာထဲမှာမမြင်ရမှာဆိုလို့ sopping လေးနဲ့ဆွဲပြရတယ်โอเคလူလေးရလာလိမ့်မယ်အဲ့တော့ဒီကောင်လေးကကြတော့လက်ပတ်တန်လေးပြီးသွားပြီဒီဘက်ကကောင်ကရှီချန်ဒီဘက်ကကောင်ကကြတော့နောက်ချန်ဆိုတော့ PEC best training ရလာပြီရလာပြီဆိုလို့ရှင်တော့ဒီမှာလက်ရှီမှာကွာလက်ရှီချုံမယ်ဆိုလက်ရှီတကယ်လို့လက်စကားချုံမယ်ဆိုလို့ရှင်လည်းလက်စကားရဲ့အတိုင်းအတာလေးကိုတို့တူပေါင်းပြီးခုနလုပ်ခဲ့တယ်လို့ပြန်လုပ်လိုက်မယ်ဟုတ်ပြီနော်အကောင်လုံးလက်စကားရဲ့အတိုင်းအတာတိုင်းလုပ်တတ်သွားလိမ့်မယ်ဒီမှာကလက်ပတ်တန်လေးဒီလိုလေးရလာလိမ့်မယ်ဟုတ်ပြီနော်လိုပတ်တန်လေးရလာပြီဆိုလို့ရှိရင်တော့ကဘာလေးလုပ်ပြမလဲဆိုလို့ရှိရင်ဒီပတ်တန်နဲ့အကုန်လုံးပြီးသွားတဲ့အခါမှာနောက်တစ်ပိုင်းကြာလို့ရှိရင်ပတ်တန် check ဆိုပြီးတော့အကုန်လုံးပြန်လုပ်မယ်အဲ့တော့ပတ်တန် check လုပ်မယ်ဆိုရင်ကွန်ပျူတာမှာကျတော့ measure လုပ်တယ်လို့ခေါ်တယ်ပေါ့နော်ဒီဂျိုင်းနဲ့ဒီဂျိုင်းနဲ့လာပြီးပူးမယ်ဂျိုင်းတန်မိုးတွေစစ်မယ်ပခုံးတန်မိုးတွေစစ်မယ် level မောက်တွေတစ်ခါတည်းနဲ့စစ်ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့စစ်တယ်ဆိုတာအတိုင်းတာရတော့မှန်ပြီဒါနော်သူ့ရဲ့ shape ကဘယ်လိုပုံစံချွန်ထွက်နေရလဲချိုင်းဝင်နေရလဲဆိုတာကိုပတ်တန် check ပြန်လုပ်မယ်အဲ့တော့ကျွန်တော်ဒီမှာပတ်တန်ပဲဆွဲပြတာပေါ့နော်တကယ်ကိုကချုပ်တော့မယ်ဆိုလို့ရှိရင်ပတ်တန်ဘယ်ပတ်တန်ပဲမဆိုပထမဆုံးကိုတိုင်းရမယ်ကိုတိုင်းပြီးသွားလို့ရှိရင်ပတ်တန်ဆွဲရမယ်ဆွဲလို့ပြီးသွားပြီဆိုလို့ရှိရင်ပတ်တန်ကို check ပြန်လုပ်ရမယ်ပတ်တန် check လုပ်ပြီးသွားလို့ရှိရင်တော့ဒီ pixel အကျန်းနဲ့ customer ကိုချုပ်ပေးရမယ်အဲ့တော့ချုပ်ပြီးသွားတဲ့အခါမှာ fitting ဆိုတဲ့အဆင့်ပြန်ဝင်ရတယ်ဘယ်နာမှချောင်းနေလဲပွားနေလဲအဲ့တော့ဒီလိုပတ်တန် main frame နေစပြီးတော့ဘယ်ပတ်တန်မဆိုတင်ထားတယ်ဆိုလို့ရှိရင် error ဆိုတာပတ်တန် error ဆိုတာရှိရပေါ့နော်အဲ့တော့ပတ်တန် error ဘယ်လိုဟာလဲဆိုရင်လူရဲ့ခန္ဓာကိုယ်စက်ကူပေါ်မှာတော့ဒီလိုဆွဲပြီးတော့ဒီလောက်အများကြီးအတိုင်းနဲ့အများကြီးတိုင်းထားပြီးတော့ဆိုပြီးတော့ချက်ချင်း fit size လုံးဝ quality ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဟိုလိုက်တဲ့အခါမှာဂျိုင်းမှာသူ့မှာအစီတွေရှိတဲ့အတွက်ထောင်ကောင်းထောင်နေနိုင်မယ်အဲ့ဒီထောင်နေတဲ့ error ကိုတို့ဘယ်လိုပြန်လုပ်ရမလဲဆိုရင် pattern စတင်ပြီဆိုရင် pattern error ဆိုတဲ့ဟာကိုတင်ရတယ်ပေါ့နော်အဲ့တော့ဒီလိုနားမှာပွားနေရင်ဘယ်ထောက်ကိုသုံးရမလဲအဲ့တော့ပခုံးမှာလာပြီးထောင်နေဘယ်လိုဖြစ်မလဲပြီးရင်တို့နောက်ချမ်းရဲ့ center line တက်တဲ့ဒီနားလေးမှာတအားကိုပွားနေဆိုရင်ဘာကြောင့်လဲဆိုတော့အားက pattern error ပြန်စစ်တဲ့ဟာတွေပေါ့နော်အဲ့ဒါကြချုပ်တဲ့သင်ခန်းစာတွေမှာပဲပါတော့မှာဒါကြောင့်တော့ pattern လေးကို10 cm နီးနဲ့အလံဝင်နေတဲ့သူတွေအတွက်ဆွဲပြလိုက်တယ်ဟုတ်ပြီနော်အဲ့တော့နောက်ပိုင်းကျလို့ရှင်တော့အချိန်ရတာနဲ့မြတ်ဒီ pattern လေးတွေကိုသုံးပြီးသွားတဲ့အခါကျလို့ရှင်ရှင်ပုံအင်းကြီးတို့ခတိုတို့တရားလေးတွေကို pattern စပြီးတော့ဖျက်ပြတော့မယ်ဟုတ်ပြီနော်အဲ့တော့ပြပြတဲ့ခါကျရင်ခုလိုကင်မရာနဲ့ရိုက်ထားတဲ့ဟာလေးဖြစ်ချင်းဖြစ်မဲ့တကယ်လို့เนาะတကယ်ခီးပါညာရောက်နေရဆိုလို့ရှင်လဲ laptop နဲ့တခါနဲ့ကွန်ပျူတာမှာတခါနဲ့ pattern ဖြတ်ပြမယ်เนาะအဲ့တော့ဒီ pattern အကြီးကတော့အကုန်လုံး set တက်သွားပြီလို့ထင်တယ်ဟုတ်ပြီเนาะနောက်တစ်ပိုင်းကျလို့ရှင်เนาะတို့ဒီ pattern set တက်လုပ်မယ်အဲ့တော့10 cm နီးမှဒီချုပ်စာတွေပါတွေမပါဘူးပေါ့เนาะအကုန်လုံးပြီးသွားတဲ့တို့ပုံနေရင်မုံအင်းဆိုရင်မုံနေအကုန်လုံးလောက်လိုက်မယ်ပတ်တန်ဖြတ်လို့ပြီးပြီဆိုတော့မှပဲချုပ်စာတွေသွားရတာပေါ့နော်ရမယ်လို့ထင်တယ်အဲ့တော့ဒီကောင်လေးကကျတော့ဒီ basic sex pattern ပေါ့နော် basic sex pattern မှာဆိုလို့ရှိရင်နောက်ချမ်းရှိမယ်ရှည်ချမ်းရှိမယ်ပြီးသားပြီဆိုလို့ရှိရင်ဒီကောင်လေးမှာဘာရှိမလဲဆိုလို့ရှိရင်လက်ပတ်တန်လေးစပြီးတော့ရှိလာလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒီကောင်လေးတွေကိုတို့ကဘာလုပ်တော့မလဲဆိုရင်ပတ်တန် check လေးလုပ်ပြီးသားပြီဆိုလို့ရှိရင်အကုန်လုံးပြီးပြီပေါ့နော်ကျေးဇူးများကြီးတင်ပါတယ်သိချင်တဲ့အပိုင်းတွေနားမလည်တဲ့အပိုင်းတွေဆိုရင်ပြန်ပြီးတော့မိထားလို့ရပါတယ်